80 တိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတန်နာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူးတတ္တဟာတိမောဒတာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလည်းဓမ္မကောင်းတယ်ဒါပေမဲ့လို့သူ့ကိုနှစ်သက်တဲ့ယောက်ျားမရှိဘူးဆိုတာဒါယုံကြည်နိုင်သလားဆိုတော့မဟာသရဗန္ဓိတကဖြေတယ်တတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပဂောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမားတဲ့အမျိုးသမီးကိုစိတ်ဝင်စားဖို့လေဒါရေစက်မဆုံးဘူးလို့ပြောမှာပမာလို့နော်ရေစက်မဆုံးနိုင်ဘူးတဲ့တရားတိရိစကာလကဏိစနာသမေတိကုရသနာလောကမှာတဲ့ဂုံကျက်သည်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံကျက်သည်ရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်သောအခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးတဲ့ဒါလူသဘာဝပါပဲ